လူချင်းမများလုံးပဲမင်္ဂလာညချမ်းလေးပါရှင်ဒီကနေ့ပြောပြပေးမယ့်ဖြစ်ရမှန်ဇာတ်လမ်းလေးကတော့မသေးဖြူလို့ခေါ်တဲ့ချက်မပြည့်တဲ့စိတ်ဝင်စားရှင်မိန်းမချောလေးတစ်ယောက်ကရင်နဲ့ဖွယ်အကြောင်းလေးပဲဖြစ်ပါတယ်သူမရဲ့အသက်17နှစ်မှာတော့ငှက်ဖျားယောဂဖြစ်ပွားပြီးတဲ့နောက်မှာတော့ဒါလိုဘဝကိုရောက်ရှိသွားသူလေးပဲဖြစ်ပါတယ်အခုတော့သူ့ရဲ့အသက်ကတော့18နှစ်ရှိနေပါပြီမိခင်နဂရောကြီးဒေါ်ပန်းနဲ့အတော်ဖြစ်သူတို့ကိုလည်းလှုပ်ကြွေးပြုစုသူလေးပဲဖြစ်တယ်သူတို့ဒေသကမြေလက်ဒေသဖြစ်တဲ့နမ်းမောက်မြို့နယ်ဝက်ချုပ်ရွာကြီးပဲဖြစ်တယ်အင်ဂျီကတော့900ခန်းရှိပြီးတော့မြေပဲနှမ်းကိုတော့အဓိကစိုက်ပျိုးတဲ့ဒေသပဲဖြစ်တယ်စိတ်မွေးမြူရေးနွားမွေးမြူရေးလုပ်ငန်းနဲ့ထမ်းတက်တဲ့လုပ်ငန်းတွေလည်းလုပ်ကိုင်ကြတယ်မသေးဖြူလေးကတော့စိတ်ဝေဒနာရှင်ဖြစ်တော့လဲပေးသည့်တာဝန်ကြာရအလုပ်ကိုတော့သူများနည်းတူတော့လုပ်တတ်တယ်အလုပ်လုံးမှလောက်ခကရတယ်လောက်ခရမှစားဖို့ဝတ်ဖို့ရနိုင်တယ်ဆိုတဲ့အသည့်တွေကတော့ရှိနေတယ်မြေပဲကင်းနှမ်းကင်းတွေကိုပေါင်းထူပေါင်းရှင်းတဲ့အလုပ်တွေကိုတော့သူများနည်းတူလုပ်ကိုင်ပြီးတော့မြေပဲနှုတ်မြေပဲကောက်နှမ်းနှုတ်နှမ်းခါစတဲ့အသက်မွေးမှုအလုပ်တွေကိုလည်းသူများနည်းတူကိုလုပ်ကိုင်တတ်တဲ့သူလေးပါသမုတ်တရားဝမ်းတထွားဓာစုအလုပ်ကိုတော့သူကလုပ်ပေးနေသူလေးပါရာအလုပ်သမားလေးပေါ့သူတို့ရွာတွင်တော့နွားအုပ်ကြီးရှိသူရာလုံငယ်ရာအေကများစွာပိုင်ဆိုင်နဲ့ရာပိုင်ရှင်တွေအများကြီးရှိပါတယ်ရာပိုင်ရှင်များရဲ့မြေပဲဆိုင်နှမ်းဆိုင်ပေါင်းထိုးပေါင်းရှင်းလုပ်ငန်းများတွင်လည်းရွာမှရာလောက်သာလက်လုံလက်စားလောက်ကင်စားတောက်ကြရတယ်မသေးဖြူတယောက်ကလည်းရာပိုင်ရှင်တို့ရဲ့ရာလုပ်ငန်းခွင်တွေတော့လောက်ကင်စားတောက်နေသူလေးပဲဖြစ်တယ်အောက်ပြေရွာတွင်တော့ကောက်ဆိုင်သူများကတော့အုပ်စုလိုက်ကောက်ဆိုင်လုပ်ငန်းကိုလောက်ကင်ကြတဲ့ကဲ့သို့အညာဒေသရာလုပ်ငန်းခွင်တွင်လည်းရာလုပ်ငန်းသမားလေးတွေကလည်းအုပ်စုလိုက်တပြောတပားကိုလောက်ကင်ကြတယ်မသေးဖြူကတော့စိတ်ဝင်စားရှင်မလေးဖြစ်သည်နဲ့အညီမြောက်ပေးသူတွေရှိကလည်းကွေးနေအောင်ကပြလေးရှိတယ်တချင်းများစုပ်ပေးလေးရှိတယ်ရုပ်ရှင်တရုပ်ဆောင်လုပ်ပြရဲ့မျှဝေပါကလည်းလုပ်ပြတယ်လေးရှိတယ်ဒါကြောင့်လဲသူမကိုရုပ်ရှင်အယူမလို့လည်းခေါ်ကြပြန်တယ်တင်ဝင်းအောင်ကျော်စွာခိုင်တို့ကတော့ရွာမှာတထေးသားများဖြစ်တယ်မိဘများကလည်းချမ်းသာတဲ့အရှိန်ဝါဖြစ်ဝက်ချုပ်ရွာသားမကရွာနီး60ရွာများပါတမတ်တော်ချင်းသူတွေကလည်းပေါများပြီးတော့ကာလာသားကောင်းဆောင်ကလည်းဖြစ်တယ်တနေ့တခြားလည်းမြစ်စုပ်ပေါက်ကြီးဖြစ်လာတဲ့မသေးဖြူလေးမှာတော့သူ့အလားနဲ့သူ့ဘွားကတော့တခြားစီကိုဖြစ်နေတယ်ကာလာသားတိုင်းကကိုမျက်စိကျနေတော့လေသူမကိုဇနီးမယားအဖြစ်တော့ဘယ်သူမှမယူနိုင်တော့စိတ်ဝေဒနာရှင်လေးပဲဖြစ်တယ်သေးဖြူမနှက်ပြန်အလုပ်အားသလားမအားဘူးအကိုတင်ဝင်းအောင်ကြီးဘဘကြာညွန့်တို့ရဲ့ຢာတော့မှပေါင်းထိုးမျက်ရှင်းလုပ်ဖို့ပြောထားတာတပတ်ခါဆိုရင်တော့အားတယ်ဘာလို့ဖို့လဲဒါဆိုရင်တော့တပတ်ခါငါတို့ຢာခင်းမှာပဲပေါင်းထိုးမျက်ရှင်းလာခဲ့နင့်ကိုဝသားဟင်းနဲ့ထမင်းလဲကျွေးမယ်ဟာ very good အကို very good ရာပိုင်ရှင်ကြီးရဲ့သားတော်တရီတင်ဝင်းအောင်ကတော့ຢာလုတ်သမားလေးစိတ်ဝင်စားရှင်တဲ့အားအလုတ်စင်းရံနဲ့ပေါင်းနှုတ်မျက်ရှင်းရံအတွက်ချင်းဆူလိုက်ခြင်းပဲဖြစ်တယ်ထိုနေ့တွင်တော့မသက်ဖြူကလည်းချင်းဆူထားတဲ့အတိုင်းကိုရောက်လာလေတော့တယ်အကိုတခြားသူတွေလည်းမလာကြဘူးလားမနေ့ကတခြားသူတွေကအလုပ်ဆင်းသွားကြပြီလေဒီကနေ့ကတော့လက်ကျန်ရှင်းပြီးဖို့နင်းတယောက်တည်းပဲရှိတော့တာဟိုကောင်ကျော်သာခိုင်ကလည်းရှိတယ်လေမသက်ဖြူကတော့တာဝန်နဲ့ဝတရားအရာပေါင်းထိုးပေါင်းရှင်းရန်လက်ကျန်လေးတွေကိုရှင်းလင်းလောက်ကင်နေလေတော့တယ်တခြားသူများလောက်ကင်သွားတဲ့လက်ကျန်များကိုပါလိုက်လံ၍လုပ်နေလို့တယ်တင်ဝင်းအောင်နဲ့ကျော်သာခိုင်ဒေါ်သတိတို့ကလည်းကြီးကွယ်မျက်ကွယ်ကောင်းနဲ့ခြုံဖို့အောက်တွင်တော့ထန်းရည်ကလေးတမြတ်မြတ်ကြက်ကြော်ကလေးတဝါဝါဖြစ်စိန်ကြနေလေတော့တယ်ထန်းရည်အရှိန်မြင့်တက်လာတဲ့ခါမှာတော့တင်ဝင်းအောင်ကမသေးဖြူကိုလှန့်ခေါ်လိုက်လေတော့တယ်ဟေးသေးဖြူမပြီးသေးဘူးလားထမင်းစားကြမယ်ဟေ့နည်းနည်းကြံနေသေးတယ်အကိုကြီးကြံရင်လဲထားလိုက်တော့ဟေ့ငါတို့ထမင်းစားကြရအောင်မသေးဖြူကလည်းဖုံများတဲများရှင်းလင်းသွားအောင်လို့ရှင်းလင်းတုတ်တင်လိုက်လေတော့တယ်မိန်းကလေးဗီဇဇရက်အရာအလှအပတွေကိုလည်းပြင်လိုက်သေးတယ်ပြီးတော့တင်ဝင်းအောင်နဲ့ကျော်စာခိုင်တို့ရဲ့ဝိုင်းမှာလာပြီးတော့ထိုင်လိုက်လေတော့တယ်အကိုတို့အရင်စားပါမသေးဖြူကမစားသေးဘူးဒါဆိုရင်လည်းရော့ဟော်ဒီကြက်ကြော်စားမသေးဖြူကလည်းကြက်ပောင်ကျော်ကိုအားရပါရကိုစားနေလေတော့တယ်တင်ဝင်းအောင်နဲ့ကျော်စွာခိုင်တို့ကတော့ထန်းရဲ့အရှိန်တက်လာပြီးဖြစ်၍အားလေးရှာလေးတွေဖြစ်လာလေတော့တယ်သဲဖြူနေ့မှရီးစားမရှိဘူးလားကျုပ်ကကြိုက်တဲ့ရီးစားတော့ရှိတာပေါ့တော့ဒါဖြစ်သူတို့ကသဲဖြူကိုပြန်မကြိုက်ကြဘူးလားဒီမှာသဲဖြူအခုနင်ကြက်ကြော်ကိုစားတယ်နော်ကောင်းလားမကောင်းဘူးလားအရသာကိုသိတယ်အဲ့ဒါလို့ပဲရီးစားရှိရင်လေရီးစားရဲ့အရသာကိုသိမယ်ဒါကြောင့်နင်ရီးစားရှိဖို့လိုပြီရီးစားရှိဖို့လိုပြီအဲ့ဒီရီးစားရဲ့အရသာဆိုတာဘာလဲအကူသဲဖြူသိကျင်တယ်အခုစားလို့ရရင်တော့စားကြည့်ချင်တာပေါ့တော့ရေလာမြောင်းမိတ်လုံနေတဲ့တင်ဝင်းအောင်တယောက်ကတော့အစင်ပြေနေတာကြောင့်ကျော်စွာခိုင်ကတော့အလိုက်တတိကိုရှောင်ထွက်သွားလေတော့တယ်ရီးစားရဲ့အရသာဆိုတာဒလို့ကွတင်ဝင်းမောင်ကတော့တနာရမက်ဖြစ်မသေးဖြူအားအကျဉ်းနာပေါင်းစုံကိုပေးလိုက်လေတော့တယ်
ရီးစားအရသာစားလိုတဲ့သဲဖြူနဲ့ရီးစားအရသာပေးကျွေးသူတင်ဝင်းအောင်တို့ကတော့တဏှာနွန်အတွင်း၌နမောနေကြရာလောကကြီးကိုတော့မေ့သွားလေတော့တယ်တဏှာနွန်အတွင်းမှယုံထွက်လာတဲ့တင်ဝင်းအောင်သည်လည်းရေချိုးရန်စမ်းချောင်းစီသို့ထွက်လာလိုက်လေတော့တယ်သဲဖြူကဝတ်သားဟင်းဖြင့်ထမင်းကျွေးရန်မှားကြားလိုက်လေတော့တယ်သဲဖြူကလည်းဝတ်သားဟင်းဖြင့်ထမင်းကိုအားရပါရကိုသုံးဆောင်လိုက်လေတော့တယ်သဲဖြူနင်တင်ဝင်းအောင်ပြောတဲ့ရီးစားအရသာသိပြီမဟုတ်လားငါကလည်းနင့်ကိုငါသိတဲ့ရီးစားအရသာကိုပေးချင်တာကျွေးလဲကျွေးချင်တာနင်ခံစားကြည့်ပေါ့ဟာအတူတူပဲမဟုတ်ဘူးလားကိုကျော်စွာရဲ့တူတာလည်းရှိမယ်မတူတာလည်းရှိမယ်နင်ခံစားကြည့်တော့ပို့ပြီးတော့သိမှာပေါ့ဟာကျော်စွာခိုင်ကလည်းသူ့ထက်ကဲရွှေပြည်စိုးတကဲ့သို့သဲဖြူအားအကျဉ်းနာအယူရတို့ဖြင့်တဏှာနွန်ထဲကိုသွတ်သွင်းလိုက်လေတော့တယ်ရီးစားအရသာကိုလည်းတီးသွားပြီဖြစ်တယ်ဝတ်သားဟင်းနဲ့ထမင်းကိုလည်းတဝတလင်ကိုစားရွေပြီးလေတော့တယ်အဲ့နောက်ရွာပြန်ရန်တင်ဝင်းအောင်နဲ့ကျော်စွာခိုင်တို့ဟာအတီးပေးပြီးတော့အိမ်ကိုပြန်လာလိုက်လေတော့တယ်မွန်တက်နေရဲ့အပူဒဏ်ကိုခံစားပြီးတော့ပြန်လာရတဲ့မသဲဖြူကတော့အလွန်ကိုနွမ်းလာနေတာကြောင့်အိမ်မှာတော့တရီးအိတ်လိုက်လေတော့တယ်သဲဖြူရေခတ်သွားကြမယ်ဟေ့ညီတို့တငယ်ချင်းကအိတ်နေတယ်သွားနှုတ်ကြမိခင်ကြီးဒေါ်ပန်းကတော့အိတ်နေတဲ့သဲဖြူကိုနှိုးလိုက်ရန်ပြောလိုက်လေတော့တယ်တိန်တိန်ချုံမှာမြင့်မေတို့ကတော့အိတ်ပျော်နေတဲ့သဲဖြူကိုအိမ်မော်တက်ပြီးတော့နှိုးလိုက်လေတော့တယ်အိတ်ရမှာနှိုးလာတဲ့သဲဖြူကတော့တချင်းလေးဖြစ်မလုတ်ချင်ငုတ်တုတ်ပင်ထူလို့ပင်မထခြင်းတငယ်ချင်းတို့ရေနာလှကိုလုံးဟဲ့ကောင်မဘာတွေလျှောက်ပြောနေတာတော့မမင်းကြီးမတို့ကသိကျင်တယ်ပေါ့ဒါဆိုရင်ငါကိုတော်မြက်ကပြောတော်မူမယ်တော့ပြောတော်မူမယ်ရွှေနာ6စုနာတော်မူကြသဲဖြူကလည်းတင်ဝင်းအောင်ပြောပြတဲ့ရီးစားအရသာအကြောင်းကျော်စွာခိုင်ပြောပြတဲ့ရီးစားအရသာတွေအကြောင်းကိုတော့ခရီးစီတွင်းညာကိုပြောပြလိုက်လေတော့တယ်ဟဲ့ကောင်မနင်ဘိုက်ကြည့်လိုက်ရင်ဘယ်နဲ့လုံးမလို့သူတို့နှစ်ယောက်ကတထေးသားတွေပြီးတော့သူတို့တထေးအတိုင်းဝိုင်းချင်းလဲပေးစားဖို့စီစဉ်နေကြတယ်လို့ကြားတယ်ညီတို့ကတော်တော်ကိုတုံးတဲ့ငတုံးမတွေပဲကြက်မအယိုးလူမအမျိုးတဲ့မျိုးကောင်းမျိုးတန်းကပေါက်ဖွားတဲ့အသီးပွင့်တွေကတော့တန်မိုးကြီးမတယ်တဲ့အဲ့ဒါလို့တောတထေးရဲ့သားနှစ်ဦးရဲ့ဘိုက်ကြီးလို့ကတော့ကြီးပါစေတော့ကြီးပါစေမွေးပြစ်လိုက်မယ်အမွာဘူးလေမသဲဖြူကတော့စိတ်ဝိညာဉ်ရှင်လေးပြီးကြက်မပြေတဲ့သူရဲ့အတွေ့အခေါ်ဖြစ်ဂုံယူစွာဖြစ်ပြောနေလေတော့တယ်မိတဲ့ဟဲ့ကောင်မညီရီးသားအရသာကိုတဝါကြီးခံစားရမယ်ဆိုဟုတ်လားဟုတ်တပတ်တော့ဟုတ်တပတ်ဝတ်သားဟင်းနဲ့ထမင်းကျွေးလိုက်တာလဲတဝါကြီးရီးသားအရသာတွေကျွေးလိုက်တာကလည်းနှစ်ယောက်ဆုံးဆိုတော့နှစ်ဝါကြီးကောင်းလိုက်တပတ်ကောင်းချက်တော့ကောင်းချက်မသဲဖြူကတော့စိတ်မနှံ့ခြင်းစိတ်ယောဂတဲ့လေးဖြစ်ရာကောင်းကျိုးဆိုးကျိုးကိုတော့သူမသိတွေ့ရလူမေးရလူတွေကိုတော့ပြောပြနေလေးရှိတယ်အယူအမဲသားကျွေးတယ်လို့ဖြစ်ရလေတယ်တင်ဝင်းအောင်ရဲ့ဖခင်နဲ့ကျော်စွာခိုင်တို့ရဲ့ဖခင်ကတော့စိတ်ဝေဒနာတွေကိုအမဲသားကျွေးခဲ့ကြတဲ့သားဖြစ်သူတို့အားဒေါသအမျက်ချောင်းချောင်းထွက်ပြီးတော့စူပူကျိမ်းမောင်းလေတော့တယ်ဟေ့ကောင်မင်းတို့တော်တလင်းလာခွေးတွေလို့ခွေးဆက်ခင်းကြတဲ့ပြဿနာကတရွာလုံးကိုပြက်နေပြီရိုးသူမရှက်မြင်သူရှက်ဆိုတာငါကတော့ရှက်တယ်ကွယ်ရှက်တယ်ကိုသားကောင်းရဲ့သရဝါတစ်ခုကန်တစ်ခုပေါ့သားကိုစူပူကျိမ်းမောင်းမနေပါနဲ့တော့ရှင်တင်ဝင်းမောင်ရဲ့မိခင်ဒေါ်လာရွှေကတော့ခင်မွန်းဖြစ်သူကိုသားကောင်းအားမဆူရန်တားမြင်နေလေတော့တယ်အရှက်တကွဲအကျိုးနဲ့ဖြစ်နေသူနှစ်ယောက်ကတော့တင်ဝင်းအောင်နဲ့ကျော်စွာခိုင်သူတို့နှစ်ယောက်လည်းခေါင်းချင်းဆိုင်ရလေတော့တယ်ကျော်စွာဒီပြဿနာကတော့တနေ့တခြားလူသိရှင်ကြားဖြစ်လာပြီမင်းဘယ်လိုလုပ်ဖို့စဉ်းစားထားလဲမင်းရောဘယ်လိုစဉ်းစားထားလဲတင်ဝင်းအောင်ငါကတော့အပြက်ရှင်းပြီးတော့အစအနာဖြတ်ဖို့ပဲစဉ်းစားထားတယ်ငါလည်းဒီအဖြေပဲထွက်တာဒီနေ့ညတော့တပြေဆန်းဖျားပွဲကိုရွာကကာလာသားကာလာသမီးအားလုံးကသွားကြမှာတဲဖြူကိုငါတို့နဲ့အတူသွားဖို့စီးအောင်မယ်ပြီးတော့လည်းအပြက်ရှင်းမယ်ကွာအစဖြတ်ပြကြတာပေါ့ပွဲသွားကြော့ပွဲပြန်မော့မော့ဆိုးစကားတိုင်းဝက်ချုပ်ရွာမှကာလာသားကာလာသမီးများကတော့တပြေဆန်းကျွေးရွာဖျားပွဲသို့ဇက်ပွဲကြည်ရန်တတုတ်ဝီတတုတ်ကိုတဖွဲဖွဲသွားနေကြလေတော့တယ်မသဲဖြူနဲ့တင်ဝင်းအောင်ကျော်စွာခိုင်တို့ကတော့မှောင်ရီပြိုးစာအချိန်တွင်တော့ဖျားပွဲကိုရောက်သွားလေတော့တယ်တဲဖြူပွဲသွားဖို့ကစောပါသေးတယ်ဟာငါတို့ဟိုတနေ့ကလို့ရီးစားရတာခံရအောင်လေကျွေးတဲ့သူကကျွေးမှတော့စားရမှာပေါ့တော့တဝါကြီးစားရပါပေါ့တော့အေးအဲ့ဒါကြောင့်ငါတို့ကနင့်ကိုချစ်တာဖះပွဲရောက်တော့လဲနင်စားကျင်တာတွေအကုန်ကျွေးအောင်မှာခက်ကွင်းပြင်နေချိန်မှာတော့ထမ်းရည်ကိုလာပို့တဲ့ထမ်းရည်သမားကိုတန်းဆိုင်ကရောက်လာပြီးတော့ထမ်းရည်ကိုလာပို့လေတော့တယ်တင်ဝင်းအောင်နဲ့ကျော်စွာခိုင်တို့ကလည်းထမ်းရည်ကိုတဝါကြီးတောက်ပြီးတော့အချိန်ဆွဲရင်းနဲ့ချစ်ပွဲဝင်နေလိုက်တော့တယ်တနာဘလူးဝင်စီးပြီးတဲ့နောက်မှာတော့စိတ်ဝင်နာရှင်မသဲဖြူအားတန်တရွင်းဖြစ်ဦးကောင်းကိုရိုက်ချလိုက်ရာမသဲဖြူကတော့ဘဝတစ်ပါးကိုပြောင်းရွှေ့သွားလေတော့တယ်အလောင်းဖြောက်ရန်အတွက်တပြေဆန်းရွာနဲ့ဝက်ချုပ်ရွာရဲ့နယ်ဆက်တရက်ပင်ကြီးအနီးတွင်တော့အသင့်ယူဆောင်လာတဲ့ပေါက်ပြားခေါ်ပြားများဖြင့်မြေချင်းတူးလေတော့တယ်ဖျားပွဲမှာဇက်ပွဲကြီးကလည်းအပြိုတော်ထွက်သည့်ဆိုင်းတန်ကလည်းပွဲကြီးပြိတ်သက်များရဲ့စိတ်ကိုနှိုးဆွနေလေတော့တယ်ထန်းတော်တွေနေထိုင်နေတဲ့ကိုတန်းဆိုင်မအေးချိုတို့ကလည်းပွဲကြီးရန်အတွက်လာပညာလောင်ဝင်းကြီးရဲ့အလင်းရောင်အောက်တွင်တော့ထွက်လာကြလေတော့တယ်မြေချင်းတူးနေတဲ့နေရာကိုတော့ကိုတန်းဆောင်တို့လင်မယားကရောက်ရှိသွားရာတင်ဝင်းအောင်နဲ့ကျော်စွာခိုင်တို့ကလည်းဦးရဖားရကပန်းကနန်းကိုထွက်ပြေးသွားလေတော့တယ်သူတို့ထွက်ပြေးတဲ့အကြောင်းရင်းကိုသိလို့တဲ့အတွက်ကြောင့်မလို့အနားကိုသွားရာမြေချင်းကတော့တဝက်တစ်ပြက်ခလန်းလန်းတွေမူမသဲဖြူရဲ့အလောင်းကိုတွေ့ရလေတော့တယ်ထ
ထန်းသမားကိုတန်းဆိုင်ကလည်းမိမိရဲ့ထန်းတော်အိမ်တွေနေထိုင်ပြီးတော့ထန်းတက်စားသူဖြစ်တဲ့အတွက်ကြောင့်မလို့စိန်ကောင်းဖြစ်သူကိုထင်းကြိုင်ထံသို့တွားရောက်ကသတင်းပေးလိုက်လေတော့တယ်စိန်ကောင်းဦးထွန်းကြိုင်ကလည်းထန်းတော်ထဲတွင်နေသူတဦးဖြစ်တော့ကိုစိန်ဘိုးအားတကြီးဦးကြညွန့်ထံကိုစေလွတ်သတင်းပေးလိုက်လေတော့တယ်တကြီးဦးကြညွန့်ကတော့မြင်းပြက်၎င်းအလောင်းတန်ရန်လှဲတစည်းနဲ့ရောက်ရှိလာလေတော့တယ်အလောင်းကိုတော့နတ်မောက်မြို့ရဲစခန်းသို့ပို့ပြီးတော့တကြီးဦးကြညွန့်ကတော့မြင်းပြက်လိုက်လာလေတော့တယ်ဌာနပိုင်များကလည်းအလောင်းကိုစေးရုံသို့ချက်ချင်းပို့ပြီးတော့ဆေးစစ်ချက်ယူစေတော့တယ်တကြီးကောင်မလေးကိုမရင်းကျင်ပြီးတော့ဦးကောင်းကိုတန်တုံးနဲ့ရိုက်တက်တဲ့လူသက်မှုဖြစ်နေတယ်။ရာဇဝတ်ကြီးနှမှုကိုတော့ကျူးလွန်တာဖြစ်နေတယ်။ဒါကြောင့်ဌာနအုပ်ကိုယ်တိုင်လိုက်ပြီးတော့စစ်ဆေးပါလိမ့်မယ်။ကူညီလက်စနဲ့ကူညီပါအောင်တကြီး။ရပါတယ်ဌာနပိုင်ကြီးအခုပဲသွားကြလိမ့်မယ်။မြင်းတွေကတော့စီစဉ်ထားပြီးသားပါ။ဌာနအုပ်ကျော်ဆိုင်လင်းရဲ့ဂွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်များအခင်းဖြစ်တဲ့နေရာတွင်တော့ကြံရစ်ခဲ့တဲ့တင်ဝင်းအောင်နဲ့ကျော်စာခိုင်တို့ရဲ့ဖနက်နှစ်ရန်ရိုက်တက်တဲ့တန်တွင်မြေမြုပ်ရန်တူးဖော်သည့်ဂေါ်ပြားပေါက်ပြားထမ်းရည်အိုးတက်တေကန်အထောက်အထားများမသေးဖြူမသေးခင်ထမ်းရည်လာဖို့စဉ်တင်ဝင်းအောင်ကြော်စာခိုင်တို့နဲ့အတူမျက်မြင်သက်သေကိုတန်းဆိုင်ရဲ့ထွက်ဆိုချက်ရာခင်းထဲမှာတော့ထမ်းရည်လာဖို့စဉ်ကလည်းမသေးဖြူကိုတင်ဝင်းအောင်ကြော်စာခိုင်တို့နဲ့အတူကိုယ်တိုင်တွေ့ရှိတယ်လို့ထွက်ဆိုချက်များတေသူမသေးဖြူရဲ့တငယ်ချင်းဖြစ်ကြတဲ့တိန်တိန်ချိုမာမြင့်မေတို့ရဲ့ထွက်ဆိုချက်များစေးစာများတွင်တော့မသေးဖြူရဲ့မိမကိုနီမြန်းနေခြင်းကာမဆက်ဆံမှုတွေ့ရှိရခြင်းနဲ့တုပ်ပိုးတွေကိုတွေ့ရှိရတယ်ဆိုတဲ့အချက်တွေအရတင်ဝင်းမောင်နဲ့ကျော်စာခိုင်တို့အားအဓိကစစ်ချက်ယူရင်းဌာနအုပ်ကျော်ဆိုင်လင်းကတော့ဆောင်ရွက်ခဲ့လေတော့တယ်။ကဲညီလေးတင်ဝင်းအောင်တက်တေကန်အထောက်ထားတွေစစ်စစ်ချက်တွေကလည်းပေါ်ပေါက်လာပြီးမျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်အရမသေးဖြူကိုတော့မရင်းကျင်ပြီးတော့မင်းတို့နှစ်ယောက်ကတတ်ခဲ့တယ်ဆိုတာကတော့ပေါ်နေပြီ။မင်းတို့ဘာပြောချင်သေးလဲ။ကျွန်တော်တို့မတတ်ပါဘူးဌာနအုပ်ကြီးကျွန်တော်တတ်တာပါဗျာကျွန်တော်တို့တတ်တာပါအမှန်တိုင်းပြောပါမယ်ကဲညီလေးတင်ဝင်းအောင်တို့ကတော့အမှန်ကိုအမှန်တိုင်းထွက်ဆိုချက်ဖျောက်ချက်တွေကလည်းပေးပြီးပြီမင်းကရောဘာပြောချင်သေးလဲဟုတ်ကဲ့ဌာနအုပ်ကြီးမရင်းချင်းတဲ့နေရာကတော့ကျွန်တော်လည်းပါပါတယ်တန်တရွင်းနဲ့ရိုက်တာကတော့ကျွန်တော်မဟုတ်ပါဘူးတင်ဝင်းအောင်ပါကျွန်တော်အမှန်တိုင်းထွက်ဆိုပါမယ်ဖျောက်ချက်လည်းပေးပါမယ်လုပ်ငန်းစဉ်များပြီးပြည့်စုံပြီဖြစ်တာကြောင့်တရက်ခန့်တင်ဝင်းအောင်ကျော်စွာခိုင်တို့အားမကွေးရာဇဝတ်တရားရုံးတို့ရာဇဝတ်ကြီးမှုပုံမှာ306မြင်းဆောင်302တို့အရာတရားစွဲဆိုလိုက်လေတော့တယ်မကွေးရာဇဝတ်တရားသူကြီးရုံးမှတက်တေအထောက်အထားများတက်တေကံပစ္စည်းများစေးစစ်ချက်စေးစာများမျက်မြေတက်တေနဲ့ဖြစ်ရမှန်များကိုကိုယ်တိုင်သိရှိသူတို့ရဲ့တက်တေထွက်ဆိုချက်များအရာပြစ်မှုကျူးလွန်ကြောင်းကတော့ခိုင်မာထင်ရှားတာကြောင့်တရခန်တင်ဝင်းအောင်နဲ့ကျော်စာခိုင်တို့အားထောင်ဒဏ်တစ်သက်ကြုံကိုချမှတ်လိုက်လေတော့တယ်ဇလန်လေးကဒီမှာနေပြီးဆုံးသွားပါပြီရှင်ဇလန်လေးကိုရေးသားပေးတဲ့မွန်ရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်